သွေးတိုစီးကျိုနှလုံးကြောက်ကက်ဒါတွေဟာမြန်မာပြည်မှာလူတိုင်းနှိပါကြုံတွေ့နေရတဲ့ပြဿနာတွေပါ AI အကြောင်းကိုမသိရင်နေလို့ရပြီမဲ့ကျမရေးအကြောင်းကိုမသိရင်အသက်အန္တရာယ်ရှိနိုင်တာမို့ဦးထွန်းဒီဗီဒီယိုလေးကိုတင်ဆက်လိုက်ရတာပါမိသားစုကိုကျွေးမွေးပြုစုခြင်းနဲ့ဆိုရင်အရင်ဆုံးလုပ်ရမှာကကိုကျန်းမာအောင်နေထိုင်ရပါမယ်သွေးတိုးနဲ့စီကျူဖြစ်ပြက်လာပုံဆောင်းရံတွေကိုနားလည်မှုအလွယ်ကူဆုံးဥမာပြောရရင်သွေးတိုးကျွန်တော်တို့အိမ်ကရေပိုက်လိုင်းထဲမှာရေဖျားတွေအများများလာရင်ပိုက်ပေါက်ထွက်တတ်တယ်လို့ပါပဲသွေးကြောထဲမှာသွေးတွေကအရန်တွန်းကန်နေရင်နှလုံးနဲ့အုံနောက်သွေးကြောတွေကိုဒုက္ခပေးတာပါစီကျူကျွန်တော်တို့စားလိုက်တဲ့အချိုဓာတ်တွေကိုခန္ဓာကိုယ်ကအသုံးမချနိုင်တော့ပဲသွေးထဲမှာတကြားတွေပိုများနေတာပါတကြားရည်ထဲမှာစိန်ထားတဲ့စက်ပစ္စည်းတစ်ခုဟာကြာရင်တန်ကြီးတက်ပြီးပျက်စီးသလိုမျိုးပဲကျွန်တော်တို့ရဲ့ကလေးစားတွေကပျက်စီးလာတာဖြစ်ပါတယ်လက္ခဏာတွေကဘယ်လိုပြသလဲဒါကိုအနည်းငယ်ပြောပြမယ်သွေးတိုးရဲ့လက္ခဏာစကြောတွေတက်မယ်ခေါင်းကိုက်မယ်မျက်စိမှုံလာမယ်ရင်တွေလည်းရဖန်ရခတုံမယ်ဒါမှအရေးကြီးတာကလက္ခဏာမပြပဲရုတ်တရက်လေဖြတ်တာမျိုးဖြစ်တဲ့လို့ပိုကြောက်စရာကောင်းပါတယ်စီးကြိုရဲ့လက္ခဏာရေခဏခဏငတ်မယ်စီးခဏခဏသွားမယ်အနာဖြစ်ခဲ့ရင်လည်းပျောက်ဖို့နေမယ်အကြောင်းရင်းမရှိပဲဝိကြတာမျိုးဖြစ်မယ်ဆောင်းရံလည်းပြီးသလောက်ပြောပြချင်သေးတယ်ဒါပေမဲ့ဦးထွန်းရဲ့ကိုရိဖြစ်ရမယ့်ဇာတ်လမ်းလေးကိုဂျားပေါင်းအနေနဲ့ပြောပြပါမယ်အဆုံးထိနားထောင်ပေးပါဦးဦးထွန်းရဲ့တငယ်ချင်းတရားသူကဖိုးကျော်အသက်က39နှစ်ပေါ့သူကအရန်ကြိုးစားတယ်မိသားစုကိုလည်းချစ်တယ်နှစ်ဖက်မိဘတွေကိုလည်းစောင့်ရှောက်တယ်ဒါပေမဲ့ငါဘာမှမဖြစ်ဘူးကျမ်းမာတယ်ဆိုတဲ့မန်မန်းသားနဲ့ကိုဂယူးမဆိုင်ပဲနေခဲ့တယ်တငယ်ချင်းဖိုးကျော်ကအလုံးလဲကြိုးစားတယ်အစားလည်းကောင်းကောင်းစားတယ်စားနိုင်မှလုံးနိုင်မှပေါ့ဆိုတဲ့ခံယူချက်နဲ့ပေါ့ဆိုးတာကအငန်ကြိုက်တယ်အစီစိမ့်ပါမှစားရမှထမင်းမိန်တယ်ညဘက်ဆိုရင်လဲအေးပြက်ခံပြီးတော့အလုပ်တွေအများကြီးလုပ်တယ်တကယ်ချင်းတွေကဖိုးကျော်အလုပ်လဲလုပ်ကွာကျမကြီးလဲဆဲအောင်ဒီရွယ်ကသွေးတိုးစီးကျိုဖြစ်တတ်တယ်မင်းမလည်းငွေရှိနေတာပဲကွာတကယ်ချင်းတွေကအဲ့လိုဝိုင်းပြီးပြောရင်လေအပိုတွေပါကွာငါမှဘာယောဂမှမရှိပါဘူးလို့အမြဲတမ်းပြောတတ်တယ်ဒီနေ့မှာတော့ဖိုးကျော်အလုံးလုံးနေရေရုတ်တရက်ခေါင်းတွေမူးလာတယ်မျက်စိတွေပြလာပြီးလဲကျသွားခဲ့တယ်ဆေးကိုရောက်သွားတော့သိလိုက်ရတာကသွေးတိုးက200ကျော်နေပြီစီးချိုကလည်း400အထက်ကိုရောက်နေပါပြီဒါတော့သူ့ရဲ့ဘက်လက်နဲ့ခြေထောက်ကလှုပ်ရှားလို့မရတော့ဘူးလေဖြတ်သွားတော့ဗောဗျာအဲ့ဒီမှာပဲသူအနည်းလှရှာထားသမျှပတ်စံတွေအချိန်ပိုင်းတွင်းမှာအကုန်လုံးဆေးဘူးတဲ့ပါသွားကြုံနဲ့မှုတ်သေးဘူးနော်သူ့ကိုပြုစုနေတဲ့ဇနီးနဲ့သားသမီးတွေကိုမြင်ပြီးသူအရန်နောင်တရသွားတယ်ဒါပေမဲ့နောက်ကျသွားပါပြီဆေးရုံပေါ်မှာမပီကလာစကားတခွန်းပြောတာရှိတယ်တကယ်ချင်းထွန်းငါကမင်းတို့ပြောသလိုအငန်လေးနည်းနည်းလေးရှော့စားခဲ့ရင်ငါသာဒီနေ့ကိုမိနစ်30ကျမရေးအတွက်လမ်းလျှောက်ခဲ့ရင်ငါမိသားစုတွေအခုလိုမျိုးဒုက္ခရောက်မှာမဟုတ်ဘူးတဲ့ကဲဦးထွန်းရဲ့မိတ်ဆွေတို့ရေဖိုးကျော်လို့လောင်တာမျိုးမရစေခြင်းလို့ဒီဖြစ်ရမှန်ဇလန်းလေးကိုပြောပြတာပါတစ်ဖက်ကပြန်ကြည့်ရင်လေသွေးတိုးစီးကျိုဆိုတာရန်သူမဟုတ်ပါဘူးကိုကသာစီကန်းရှိနေထိုင်မယ်ဆိုရင်သူတို့ကကျွန်တော်တို့ကိုဘာမှလုပ်လို့မရပါဘူးကျွန်တော်ကဆရာဝန်မဟုတ်ဘူးနော်ဒါပေမဲ့ကျန်းမာရေးဌာနနဲ့ပညာရှင်တွေလမ်းညွှန်ထားတဲ့အချက်လက်တွေကို
လေးလာတယ်ကိုယ်တိုင်လည်းကျင့်သုံးပြီးတီးတဲ့လောက်လေးပြန်မျှဝေပေးတာပါဗျာယောဂအချိန်နေဆိုရင်တော့နီးစရာဆရာဝန်စီကံအနည်းဆုံးသွားပြီးတော့ပြသတာကောင်းပါတယ်လို့တိုက်တွန်းချင်ပါတယ်ကျမ်းမာခြင်းဒီလက်တစ်ပါးတဲ့ဦးထုံးကနောက်ထပ်ထပ်ဖြည့်ချင်တာကစီကံရှိခြင်းဒီကျမ်းမာခြင်းလို့လဲဆိုနိုင်ပါသေးတယ်အချိန်ကကြာသွားပြီမို့ဆောင်းရန်တွေကို YouTube Short မှာတင်ပေးလိုက်ပါမယ်နောက်တစ်ပတ်ကတော့ကြောက်ကအကြောင်းပြောပြမှာမို့စောင့်ပြီးနားထောင်ပေးပါဦးနော်